မြန်မာနိုင်ငံမှာရှိနေတဲ့ကျမတို့ရဲ့သွေးချင်းမောင်နှမအားလုံးနဲ့နိုင်ငံတကာမှာရှိနေတဲ့ကျမတို့ရဲ့သွေးချင်းမောင်နှမအားလုံးမင်္ဂလာပါဒီကနေ့ကာလကဆိုရင်အာဏာသိမ်းစစ်ကောင်စီနဲ့စစ်တပ်ကနိုင်ငံတကာမှာတရားဝင်မှုကြရအောင်နီလန်ပေါင်းစုံနဲ့စူးစမ်းအားထုတ်နေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ကနိုင်ငံတကာမှာစစ်တပ်ရဲ့တရားဝင်အောင်စူးစမ်းနေတဲ့လူရဲ့မနှမြကိုကျမတို့အနေနဲ့စန့်ကျင်ကန့်ကွက်သွားဖို့လိုပါတယ်ဒါကြောင့်နက်ဖြန်28ရက်နေ့လူထုအာဏာဖီဆန်ပွဲမှာလူထုရဲ့အာဏာဖီဆန်ပွဲမှာမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကမကကမ္ဘာအနှံ့အပြားမှာရောက်ရှိနေကြတဲ့ကျမတို့ပြည်သူလူထုတွေအားလုံးအနေနဲ့ဒီအာဏာဖီဆန်ပွဲကြီးတွေမှာပူးပေါင်းပါဝင်ပြီးတော့မှဒီကမ္ဘာလုံးမှာအကြီးအကျယ်ဆုံးဆန္ဒပြပွဲဖြစ်အောင်ပြုလုပ်ပေးကြဖို့အတွက်ကျမအနေနဲ့တောင်းဆိုပါတယ်ဆိုတော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့ကျမတို့ပြည်သူလူထုတွေအနေနဲ့လည်းမနက်ဖြန်28ရက်နေ့မှာပြည်လုံးကျွတ်အထွေထွေတပိတ်ကိုပြန်လည်ဆင်နွှဲဖို့အတွက်လည်းကျမအနေနဲ့ဒီနေရာကနေမြစ်တာရက်ခံချင်ပါတယ်ဒီလိုပဲမြန်မာနိုင်ငံမဟုတ်ပဲကမ္ဘာအနှံ့အပြားမှာရောက်ရှိနေတဲ့ကျမတို့ရဲ့တွေ့ချင်းမောင်နှမတွေညီကိုမောင်နှမတွေအားလုံးအနေနဲ့လည်းကိုဘယ်လိုနေရာမှာပဲရောက်နေပါစေဘယ်တိုင်းပြည်မှာပဲရောက်နေပါစေဘယ်နိုင်ငံမှာပဲရောက်နေပါစေဘယ်နှယောက်ပဲဖြစ်နေပါစေလူတစ်ယောက်တည်းပဲဖြစ်နေပါစေကျမတို့ရဲ့အာဏာဖီဆန်ပွဲမှာပူပေါင်းပါဝင်ပြီးတော့မှနိုင်ငံတကာမှာစစ်တပ်ရဲ့တရားဝင်မှုရအောင်စူးစမ်းနေမှုအားလုံးကိုလည်းစန့်ကျင်ကန့်ကွက်ပေးဖို့အတွက်ကျမဒီနေရာကနေတောင်းဆိုချင်ပါတယ်။နောက်တစ်ခုနိုင်ငံတကာအတိုင်းဝိုင်းကိုတောင်းဆိုချင်တာတစ်ခုကလည်းဒီကနေ့ကာလကဆိုရင်ຫນွေဥတော်လှန်ရေးလို့ခေါ်တဲ့ကျမတို့ရဲ့ပြည်သူလူထုရဲ့ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်နေမှုဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုတိုက်ပွဲဝင်နေမှုစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတောင်းဆိုတိုက်ပွဲဝင်နေမှုနောက်ကျမတို့ရဲ့လူထုခေါင်းဆောင်တွေပြန်လည်လွတ်မြောက်လာအောင်တောင်းဆိုတိုက်ပွဲဝင်မှုတွေကိုလူသားချင်းစာနာထောက်ထားမှုအနေနဲ့ပူးပေါင်းပါဝင်ပေးဖို့နဲ့ထောက်ခံပေးကြဖို့အတွက်လည်းကျမအနေနဲ့မေတ္တာရက်ခံချင်ပါတယ်ဒီလိုပဲကျမတို့ရဲ့ဒီလိုຫນွေဥတော်လှန်ရေးတပိတ်ပြိုကွဲသွားအောင်လို့တက်ကနေပြီးတော့မှလက်နက်အားကိုပြီးတပ်ဖြတ်နေမှုတွေကိုလည်းနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့စန့်ကျင်ကန့်ကွက်ရှုံချပေးပြီးတော့မှကျမတို့နိုင်ငံကိုလက်နက်အရာကောနိုင်ငံတကာမှာတရားဝင်မှုအရာကောထောက်ပံ့နေတဲ့လုံရက်တွေအားလုံးကိုရက်ဆိုင်ပစ်ဖို့လဲဒီနေရာကနေကျမအနေနဲ့တောင်းဆိုချင်ပါတယ်ဒီလိုမှမဟုတ်ပဲနဲ့ကျမတို့ပြည်သူလူထုဘက်ကမရက်ပဲနဲ့ကျမတို့ကိုတပ်ဖြတ်နေတဲ့စစ်တပ်ဘက်ကနေအာဏာသိမ်းစစ်အုပ်စုဘက်ကနေရက်တီနေတွေ့ကတော့ကျမတို့အနေနဲ့အဲ့လိုရက်တီတဲ့လှုပ်ရှားမှုမှန်သမျှကိုကျမတို့ပြည်သူပြည်သားအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေအနေနဲ့စန့်ကျင်ကန့်ကွက်သွားမယ်ဖြစ်ကြောင်းလဲဒီနေရာကနေကျမအသိလေးပြောကြားချင်ပါတယ်ဒါကြောင့်မို့လို့မနက်ဖြန်28ရက်နေ့မှာမြန်မာနိုင်ငံနေမကတကမ္ဘာလုံးမှာရှိတဲ့ကျမတို့နိုင်ငံသားတွေအားလုံးအာဏာဖီဆန်ပွဲကိုရောက်တဲ့နေရာရောက်တဲ့အရက်ရောက်တဲ့ data ရောက်တဲ့တိုင်းပြည်ကနေပူးပေါင်းပါဝင်ကြဖို့အတွက်လဲကျမအနေနဲ့မေတ္တာရက်ခံချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်